ငယ်ကိုပြပြပေးချင်ပါတယ်။ကြိုရိုးမာရနာရေကန်ရဲ့အောက်ထဲမှာဘာရှိနေလဲ။ရှောင်းဝန်းကရောင်မင်းကိုရှာတွေ့တဲ့နေရာကြိုရိုးမာရနာရေကန်ရဲ့အောက်ဆုံးထိမရောက်သေးပါဘူး။ကြိုရိုးမာရနာရေကန်ရဲ့ဟိုးအောက်ဆုံးမှာဆိုရင်တော့9ယောက်ချဲကောင်းကင်စပုံမူတွေနဲ့9ယောက်ချဲကောင်းကင်စပုံမူတွေရဲ့အတိုက်ကရှိနေပါတယ်။ပြောမယ်ဆိုရင်တော့အဲ့ဒီမူမျိုးနဲ့ဆိုအသက်ရှင်ခြင်းကနေထိုင်ခဲ့တုန်းကသူတို့ရဲ့အတိုက်ကရှိနေတာ။ချိုင်လင်းကကြိုရိုးမာရနာရေကန်တွေကိုဆင်းပြီးတော့လေ့ကျင့်တဲ့အချိန်မှာချိုင်လင်းကအဲ့နေရာကြီးကိုကူးခတ်ပြီးတော့တွားခဲ့ပါတယ်။ချိုင်လင်းကအဲ့နေရာမှာနှစ်အနေငယ်လေ့ကျင့်ပြီးတဲ့နောက်မှာတော့ချိုင်လင်းကိုမကြခင်မှာကျွန်တော်တို့အားလုံးကတိုင်းကလော့စင်အဖြစ်မြင်တွေ့ရတော့မှာမကြခင်မှာချိုင်လင်းက9ယောက်ချဲကောင်းကင်စပုံမျိုးအဖြစ်အသွင်ပြောင်းလဲတော့မှာပါ9ယောက်ချဲကောင်းကင်စပုံမျိုးတာဖြစ်သွားပြီဆိုတာနဲ့ချိုင်လင်းရဲ့သွေးမျိုးဆက်စွမ်းအားကမော်တာရဲ့လောကကြီးမှာရှေးဟောင်းလေဟာနဲ့အုပ်စိုးသူငကားအင်ပါရီနဲ့တော့ဒန်းတူညီများတဲ့သွေးမျိုးဆက်စွမ်းမျိုးရရှိသွားမှာပါ